မင်္ဂလာပါဗျာဒီနေ့မှာတော့ IE6 18ပါရဲ့အကြောင်းကိုလေ့လာကြည့်ကြရအောင် IE6 18ပါဆိုတာကဟိတ်မပါတဲ့စိတ်တွေပေါ့နော်ဟိတ်မပါတဲ့စိတ်တွေလိုပဲဒီလောလောဆယ်မှတ်ထားမှာပေါ့ဟိတ်ဆိုတာဘာလဲဆိုတာကတော့ဆက်ပြီးတော့လေ့လာကြည့်ကြမှာဖြစ်ပါတယ်IE6 18မျိုးကဘာတွေလဲဆိုရင်အချင်းချုပ်အဖြစ်အကုသလဝိဘတ်စိတ်9မျိုးအာဟိကုသလဝိဘတ်စိတ်10မျိုးအာဟိကရိယာစိတ်3မျိုးနော်အဲ့ဒီ3မျိုးပေါ့9ပါး10ပါး3ပါးပေါင်းတဲ့အခါကျတော့18ပါးဖြစ်သွားတယ်နော်ခွန်8 3 18နော်ဟိတ်ဆိုတာဘာလဲဆိုရင်ဟေတုကနေလာတာပါတဲ့ဟေတုဆိုတာဘာလဲဆိုအကြောင်းတရားပေါ့တနည်းအားဖြင့်ဆိုရင်အရင်းမြစ်တစ်ဖွဲ့ကျေစုပြုတတ်တဲ့တရားတွေကဟိတ်ပါပဲအကုသိုလ်ရာမှာဟိတ်က3မျိုးရှိတယ်ကုသိုလ်ရာမှာဟိတ်က3မျိုးရှိတယ်အကုသိုလ်ဟိတ်တွေကဘာလဲဆိုရင်လောဘဒေါသမောဟကုသိုလ်ဟိတ်တွေကတော့အလောဘအဒေါသအမောဟဆိုပြီးတော့3မျိုးရှိပါတယ်အကုသလဝိဘတ်စိတ်တွေက9မျိုးပါဘာတွေလဲဆိုရင်သူကလည်းပဲဥပေက္ခတာကိုစကုဝိညာဉ်စိတ်မြင်သိစိတ်ပေါ့တစ်မျိုးဥပေက္ခတာကိုသောတာဝိညာဉ်စိတ်ကြာသိစိတ်တစ်မျိုးဥပေက္ခတာကိုခန္ဓာဝိညာဉ်စိတ်နာသိစိတ်တစ်မျိုးဥပေက္ခတာကိုဇင်ဝဝိညာဉ်စိတ်စာသိစိတ်တစ်မျိုးဒုက္ခတာကိုကာယဝိညာဉ်စိတ်ထိသိစိတ်တစ်မျိုးဥပေက္ခတာကိုတံပရိဆိုင်စိတ်လက်ခံအာယုံလက်ခံတဲ့စိတ်တစ်မျိုးဥပေက္ခတာကိုတန်ဒီရဏစိတ်အာယုံစူးစမ်းတဲ့စိတ်တစ်မျိုးဆိုပြီးတော့သူကဒီ9မျိုးဟာအကုသလအကုသိုလ်ဝိပဿစိတ်9မျိုးရှိပါတယ်ပြီးတဲ့အခါမှာအကုသိုလ်ဝိပဿစိတ်တွေဆိုတာကဘာတွေလဲဆိုရင်ရှေးအကုသိုလ်ကံတွေရဲ့အကျိုးပေးကြောင့်နော်ဝိပဿအကျိုးတွေကြောင့်ဖြစ်တဲ့စိတ်တွေဖြစ်တယ်မကောင်းတဲ့အာယုန်တွေကိုမြင်နေကြားတဲ့နားနဲ့စားတဲ့ထိတွေ့တဲ့အခါတွေမှာအာယုန်တွေကိုသိတဲ့စိတ်တွေဖြစ်ပါတယ်စိတ်တွေဟာတစ်စက္ကန့်တွင်းမှာဂရေတသိန်းကျော်80နှောင်းစင်ဖြစ်ပြသွားပြီးတော့မြင်သိစိတ်ကြားသိစိတ်နော်တလုံးဖြစ်သွားတဲ့အချိန်မှာအလွန်တိုးတောင်းတယ်ဒီတိုးတောင်းတဲ့အချိန်လေးတွင်းမှာအာယုန်ကိုပြပြသားသားမသိနိုင်တဲ့အတွက်ကြောင့်အာယုန်တွေကိုခံစားမှုမရှိနိုင်ဘူးတိုးအတွက်ကြောင့်ဒီကာယဝိညာဉ်စိတ်ကလွဲပြီးတော့အလုံးဒီဘာလဲလဲဆိုရင်ဥပေက္ခတာကိုစိတ်တွေဖြစ်သွားပါတယ်တဲ့ကာယဝိညာဉ်စိတ်ဆိုတာကကိုယ်ဆင်းရဲခြင်းနဲ့တကွာဖြစ်တဲ့အတွက်ကြောင့်ဒုက္ခတာကိုစိတ်ဖြစ်တယ်စကုဝိညာဉ်စတဲ့အာယုန်သိစိတ်တွေချုပ်ငိမ့်သွားတဲ့အခါမှာနော်၎င်းတွေယူခဲ့တဲ့အာယုန်ကိုပဋ္ဌာန်းရိယနောက်စိတ်တွေကိုလက်ဆင့်ကမ်းပေးတယ်အဲ့ဒီအာယုန်ကိုတံပရိဆိုင်ကနေပြီးတော့ဆက်လက်ခံယူပြီးတော့တန်ဒီရဏစိတ်ကစူးစမ်းနေတဲ့ဒါကြောင့်မှာအာဟိကရိယာမှာပါတဲ့မနောဒွါရဝဇန်စိတ်တွေကအဲ့ဒီအာယုံကိုဆုံးဖြတ်ပေးတယ်ထို့နောက်မှာဒီအာယုံတွေကိုသိလာတာပေါ့ဒါကစိတ်ရဲ့သဘောတဘာဝအရာဖြစ်စဉ်တွေကဒီတာမန်နော်မသိနိုင်ဘူးပေါ့ဒါကတော့စိတ်ဖြစ်စဉ်သဘောတဘာဝအရာအာယုံတစ်ခုစိတ်အာယုံတစ်ခုကိုသိလာတဲ့စိတ်ဖြစ်ဖို့ဆိုရင်သူကလိုအပ်တဲ့ဟိုစိတ်ကဖြစ်စဉ်လေးကိုသူကပြပြထားတာပေါ့နော်ဒီနေရာမှာတော့ဟိုအမျိုးအစားတွေအရေးအတွက်တွေကိုပဲအဓိကထားပြီးတော့လေ့လာကြည့်ကြရအောင်ပြီးတဲ့အခါမှာအာဟိကုသလဝိပဿစိတ်ကုသိုလ်ဝိပဿစိတ်ပေါ့နော်ကုသိုလ်ဝိပဿစိတ်ကတော့10မျိုးရှိတယ်။ဘာလဲဆိုရင်ဥပေက္ခတာကိုစကုဝိညာဉ်ဥပေက္ခတာကိုသောတာဝိညာဉ်စိတ်ဥပေက္ခတာကိုခန္ဓာဝိညာဉ်စိတ်ဥပေက္ခတာကိုဇင်ဝဝိညာဉ်စိတ်ဒုက္ခတာကိုကာယဝိညာဉ်စိတ်ဥပေက္ခတာကိုတံပရိဆိုင်စိတ်ဥပေက္ခတာကိုတန်ဒီယနာစိတ်သောမနတတာကိုတန်ဒီယနာစိတ်ဆိုပြီးတော့စိတ်က10မျိုးရှိတယ်ကုသိုလ်အရာမှာနော်ကုသိုလ်ကြောင့်ဖြစ်တဲ့အာဟိဝိပဿစိတ်ကတော့10မျိုးရှိပါတယ်တဲ့ကုသိုလ်ဝိပဿစိတ်တွေကတော့ရှေ့ကုသိုလ်ကံရဲ့အကျိုးပေးကြောင့်ဖြစ်လာတဲ့စိတ်တွေဖြစ်တယ်။ကောင်းတဲ့အာယုံကိုမြင်နိုင်ကြားနိုင်နားနိုင်နော်စားနိုင်ထိတွေ့နိုင်တဲ့အပြင်ဒါဒီအာယုံတွေကိုလက်ခံစူးစမ်းဖို့အတွက်အလုပ်လုပ်ပေးကြတယ်။ကာယကုသလဝိပဿကာယဝိညာဉ်စိတ်ကဒုက္ခတာကိုနော်ကိုချမ်းသာခြင်းနဲ့တကွဖြစ်တဲ့စိတ်တွေဆိုတာဖြစ်ပါတယ်တဲ့။ကုသလဝိပဿစိတ်တွေကအာဟိနဲ့သဟိဆိုပြီးတော့2မျိုးရှိကြတယ်။အာဟိကုသလဝိပဿစိတ်တွေကိုဒီနေရာမှာဖော်ပြထားတယ်။ဟိရှိတဲ့အတွက်ကြောင့်သဟိကုသလဝိပဿစိတ်တွေကိုကြတော့ဗာလဲဆိုရင်မဟာဝိပဿစိတ်တွေအဖြစ်နောက်ဖော်ပြမယ်ဒီကာမသောမနာစိတ်တွေမှာတွေ့ပါလိမ့်မယ်နော်အာကုသလဝိပဿစကုဝိညာဉ်နဲ့ကုသလဝိပဿစကုဝိညာဉ်တစုံရှိတယ်ဟိုစကုဝိညာဉ်တွေလို့ခေါ်တယ်ဒီအတိုင်းမဲ့ဒီသောတာဝိညာဉ်တွေခန္ဓာဝိညာဉ်တွေစေဝဝိညာဉ်တွေကာယဝိညာဉ်တွေဆိုပြီးတော့စုစုပေါင်းသူတွေပြင်စဝိညာဉ်30ရှိပါတယ်တဲ့နော်ပြီးရင်အာဟိကရိယာစိတ်က3မျိုးဥပေက္ခတာကိုပြင်စဒွါရဝဇ္ဇံ1မျိုးဥပေက္ခတာကိုမနောဒွါရဝဇ္ဇံ1မျိုးသောမနတတာကိုဟတိတုပ္ပ1မျိုးပြင်စဒွါရဝဇ္ဇံကိုဒီကရှင်းလင်းကြည့်တဲ့အခါကျဘာလဲဆိုရင်ပြင်စဒွါရအဝဇ္ဇံစိတ်ပြင်စဆိုတာဘာလဲဆိုရင်မျက်စိနားလျှာကိုယ်ဆိုတဲ့ပြင်စ5ခုเนาะဒွါရဆိုတဲ့တကားဒီတကားပေါက်5ပေါက်ကနေပြီးတော့ထင်လာတဲ့အာယုံတွေကိုစင်ကြယ်နှလုံးသွင်းတာစိတ်ကပြင်စဒွါရဝဇ္ဇံစိတ်လို့ခေါ်ပါတယ်မနောဒွါရဝဇ္ဇံကြတော့ဘာလဲဆိုရင်သူကမနောဒွါရနဲ့အဝဇ္ဇံနဲ့ပေါင်းထားတာပေါ့စိတ်တကားပေါက်မှာထင်းလာတဲ့အာယုံတွေကိုစင်ကြယ်နှလုံးသွင်းတဲ့စိတ်မနောဒွါရဆိုတဲ့စိတ်ဒီတကားပေါက်မှာဝင်လာတဲ့အာယုံ6ပါးရှိတဲ့ထဲမှာအပေါ်စကုသောတာခန္ဓာစီမှာကာယဆိုတဲ့ဒီမျက်စိနာနော်နာလျှာကိုစိတ်ဆိုတဲ့လျှာကိုဆိုတဲ့ဒီ5ချက်မှာတကားပေါက်5ခုမှာထင်လာတဲ့အာယုံတွေကိုနှလုံးသွင်းတဲ့စိတ်ကြတော့
ပြင်စတော်တော်ဝေဇန်လို့ခေါ်တယ်နော်ဒီမနောတော်တာအဝဇန်စိတ်ဆိုစိတ်တကားပေါက်မှာထင်းလာတဲ့အာယုန်တွေကိုစင်ရင်နှလုံးသွင်းတဲ့စိတ်ပေါ့နောက်တစ်ချက်ကပါလဲဆိုရင်ဟတိတုတ်ပတ်ဟတိတုတ်ဝက်စိတ်ဆိုတာပါလဲဆိုရင်မြတ်စွာဘုရားနဲ့ရဟန္တာတွေရဲ့ဒီပြုံးရည်တဲ့အခါမှာဖြစ်ပေါ်စေတဲ့စိတ်ပေါ့နော်ပြင်စတော်ဝေဇန်စိတ်နဲ့မနောတော်ဝေဇန်စိတ်တွေဟာတော့ဝိဓိစိတ်အခေါ်ဆိုလို့ရှိရင်အသိစိတ်ကြောင့်ဖြစ်ပေါ်လာဖို့အတွက်မိမိတို့ရဲ့ဆိုင်ရာဝတ္တရားတွေကိုဝတ္တရားအရာတွေလှုပ်ဆောင်တဲ့အတွက်ကြောင့်ဥပေက္ခသာကိုစိတ်တွေဖြစ်ကြတယ်ဟတိတုတ်ဝက်စိတ်ကတော့ဝမ်းမြောက်ရွှင်လန်းမှုကြောင့်ပြုံးရည်ရတဲ့အတွက်ကြောင့်သောမနတသာကိုစိတ်ဖြစ်ပါတယ်နောက်တစ်ချက်ကနော်အဲ့ဆိုရင်ပြန်လေ့လာကြည့်တဲ့အခါမှာဒီအာဟိစိတ်အကြောင်းပဲပြန်လေ့လာကြည့်တဲ့အခါမှာအာဟိစိတ်က18မျိုးရှိတယ်အာဟိစိတ်တွေကဘာတွေလဲဆိုရင်သူကပြန်ကြည့်တဲ့အခါမှာသူကဒီအကုသလဝိပဿစိတ်9မျိုးအာဟိကုသလဝိပဿစိတ်10မျိုးအာဟိကရိယာစိတ်3မျိုးအဲ့ဒီမှာအာဟိကုသလဝိပဿစိတ်10မျိုးကဘာတွေလဲဆိုရင်ဥပေက္ခသာကိုစကုဝိညာဉ်ဥပေက္ခသာကိုသောတာဝိညာဉ်ဥပေက္ခသာကိုခန္ဓာဝိညာဉ်ဥပေက္ခသာကိုဇင်ဝဝိညာဉ်ဥပေက္ခဒုက္ခသာကိုကာယဝိညာဉ်ဥပေက္ခသာကိုတံပရိဆိုင်ဥပေက္ခသာကိုတဏိယနာဆိုပြီးတော့9မျိုးရှိတယ်ပြီးတဲ့အခါမှာအာဟိကုသလဝိပဿစိတ်က10မျိုးရှိတယ်တဲ့အဲ့ဒါဘာလဲဆိုဥပေက္ခသာကိုစကုဝိညာဉ်ဥပေက္ခသာကိုသောတာဝိညာဉ်ဥပေက္ခသာကိုခန္ဓာဝိညာဉ်ဥပေက္ခသာကိုဇင်ဝဝိညာဉ်ဒုက္ခသာကိုကာယဝိညာဉ်ဥပေက္ခသာကိုတံပရိဆိုင်ဥပေက္ခသာကိုတဏိယနာသောမနတသာကိုတဏိယနာဆိုပြီးတော့10မျိုးရှိတယ်ပြီးတဲ့အခါမှာအာဟိကရိယာက3မျိုးဥပေက္ခသာကိုပိဿတော်ဝေဇံဥပေက္ခသာကိုမနောတော်ဝေဇံသောမနတသာကိုဟတိတုတ်ဝက်ဆိုပြီးတော့3မျိုးရှိတယ်3မျိုးအပေါ်မှာကဒါက10မျိုးအာဟိကုသလဝိပဿစိတ်က10မျိုးပြီးရင်အာကုသလဝိပဿစိတ်က9မျိုးစုစုပေါင်းလိုက်တဲ့အခါကျတော့အာဟိစိတ်က18မျိုးရှိသွားပါတယ်ဒါအာဟိစိတ်တွေရဲ့အကြောင်းပဲဖြစ်ပါတယ်เนาะဒါတရုပ်အပြင်ရေတွက်အပြင်တည်းအရင်ဆုံးခွဲခြားပြီးတော့လေ့လာကြည့်ကြတာပေါ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ